လို့ဖို့တော့စီစဉ်ထားတဲ့ဒါပေမဲ့မလုပ်ချင်လိုက်ဘူးအဲ့လိုမျိုးပြောချင်တဲ့အခါဘလို့စကလုံးတွေထုံးရမလဲဆိုတာခေါင်းရှုပ်ပူပါသလားဒီတစ်ခေါက်မှာတော့အဲ့လိုမဖြစ်မြောက်ခဲ့တဲ့ရည်ရွယ်ချက်တွေအကြောင်းရှင်းရှင်းလင်းလင်းပြောဆိုနိုင်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းတွေကိုလေ့လာသွားကြမှာပါကျွန်တော်တို့အားလုံးမှာလည်းအဲ့လိုမဖြစ်လိုက်တဲ့အစီအစဉ်လေးတွေကိုစီရှိကြတာပါပဲအရေးကြီးပေမဲ့မခေါ်ဖြစ်လိုက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်နိုင်တယ်လို့အရန်သွားခြင်းပဲဖြတ်လိုက်ရတဲ့ခရီးစဉ်တစ်ခုလည်းဖြစ်နိုင်တာပေါ့အင်္ဂလိပ်စကားမှာကြတော့လေဒီလိုမဖြစ်လိုက်တဲ့အစီအစဉ်တွေအကြောင်းပြောတဲ့အခါသုံးတဲ့စကားလုံးတွေကအတရိပယ်ကိုအများကြီးတက်ရောက်မှုရှိတယ်။အဲဒါကြောင့်ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲတည်တည်ချာချာလေးလေ့လာကြည့်ကြမယ်။ဥပမာလေးတစ်ခုသုံးပြီးတော့ပေါ့။အဲ့ဒါကတော့မပြမြောက်ခဲ့တဲ့လုပ်စရာတွေစာရင်ဒါမှမဟုတ် goes to do list ပေါ့။ကဲဒါကတော့ဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာတွေပါပဲ။ဒီ goes to do list ထဲကအကြောင်းအရာတစ်ခုချင်းစီကိုတေချာခွဲခြမ်းစိတ်ဖြတ်ကြည့်ကြပါမယ်။ဘယ်တော့မှမစဖြစ်ခဲ့တဲ့အစီအစဉ်တွေရည်ရွယ်ချက်နဲ့မတော်တဆမှုကြားကကွာခြားချက်ပြီးတော့အခြေအနေမှန်အတော့မှန်ကန်တဲ့စကားစုကိုဘယ်လိုရွေးမလဲဆိုတာတွေပေါ့ဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုဆက်လိုက်ကြအောင်ဒီအင်္ဂလိပ်တပုံစံတွေကိုလွယ်လွယ်ကူကူနားလည်တော့အောင်အဓိကလမ်းပြပေးမဲ့အချက်ပါပဲတဲ့ဒီလိုလေးမြင်အောင်ကြည့်လိုက်ကိုရှေ့မှာလုတ်ဆက်ရတဲ့ကြီးပဲရေးထားပြီးတခုမှအမှန်ချစ်မချစ်ရသေးတဲ့ to do list အဟောင်းကြီးတစ်ခုရှိနေတယ်လို့ပေါ့အခုကျွန်တော်လေ့လာမယ်စကားစုတစ်ခုချင်းစီကအဲ့ဒီ list ထဲကအမှန်ချစ်မချစ်ရသေးတဲ့အလုပ်တစ်ခုလိုပါပဲကဲကျွန်တော်တို့ရဲ့ goes to do list ထဲကပထမဆုံးနဲ့အသုံးအများဆုံးအကြောင်းအရာကိုကြည့်လိုက်ကြရအောင်ဒါတော့ to do list ထဲမှာရင်းနေကြအလုပ်မျိုးပေါ့လုပ်ခုလုံးမဲ့ဆိုတဲ့ရွယ်ရွယ်ချက်အပြည့်နဲ့ရေးထားတာဒါမဲ့တစ်ခုခုတော့အနောက်အရှက်ပေးလို့ဘရောမတော်မဆက်လိုက်ရတဲ့အလုပ်မျိုးပေါ့ဗျာဒီဥမာတွေမှာတတိထားကြည့်လိုက်ရင်တွေ့ရမှာကရှင်းရှင်းလင်းလင်းစီစဉ်ထားတဲ့အရာတစ်ခုI was going to call you နဲ့အဲ့ဒါဘာလို့မဖြစ်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင် but I was too busy ကိုဝါကြတကြောင်းနဲ့မှာပဲပေါင်းပြီးပြောထားတာပါအရင်ရှင်းလင်းလင်းနော်အဲ့ဒီလိုပဲအတိတ်ကရည်ရွယ်ချက်တွေကိုပြောချင်တဲ့အခါတခြားကြည်ရာတွေကိုလည်းတုံးလို့ရပါသေးတယ် plan to လို့ hoped to လို့မျိုးပေါ့ဒါတွေကအတိတ်ပဲကိုနည်းနည်းလေးပို့ပြီးအယောင်ဆိုခဲ့တယ်ဥပမာ hoped to ဆိုရင်မျှော်လင့်ခဲ့တယ်ဆိုတဲ့ခန်းစားချက်လေးပါသွားတာမျိုးပေါ့ဟုတ်ပြီအခုကျလို့တစ်ချက်ချီမှာကတော့တိမ်မွေးပေမဲ့အရာအရေးကြီးတဲ့ကွာခြားချက်တစ်ခုပါဆိုလိုတာကတော့မလုတ်ဖြစ်လိုက်တဲ့အစီအစဉ်တစ်ခုနဲ့မတော်တဆဖြစ်သွားတဲ့ကိစ္စတစ်ခုခြားကခြားနာချက်ပေါ့ဒါကခြားနာချက်ကိုအရင်ကောင်းကောင်းမြင်သာစေပါတယ် meant to ဆိုတာက to do list ထဲမှာလုပ်ဖို့ရည်ရွယ်ထားပေမဲ့မေ့သွားတဲ့အလုပ်တစ်ခုလိုပဲ I meant to introduce you ဆိုတာ mix up ပေးမလို့ပဲဒါပေမဲ့မေ့သွားတယ်ဆိုတဲ့သဘောdidn't mean to ကကြတော့အလုပ်တစ်ခုလုပ်ဖို့ဘောဘင်ကိုလမ်းအယူမှာမတော်တဆဖန်ကွက်ကိုတိုက်ချလိုက်တယ်လို့မျိုးပဲလုံးဝရည်ရွယ်ချက်မရှိတဲ့မတော်တဆမှုတစ်ခုကိုရှင်းပြတာပါတခါလေကြတော့လေဘာလို့မလို့စီစဉ်ထားလဲဆိုတာကိုပြောယုံနဲ့မဖို့ဘူးအဲ့ဒီအစီအစဉ်ရဲ့နောက်ွယ်ကဘာကြောက်ဆိုတဲ့အကြောင်းရင်းကိုပါရှင်းပြဖို့လိုလာတဲ့အဲ့ဒီခါဘယ်လိုပြောမလဲ intended to ဆိုတာကပို့ပြီး format ကြတဲ့အထုံးလုံးမှာကိုယ့်ရဲ့ to do list ချဲကအလုပ်တစ်ခုရဲ့ဘေးမှာဒီအလုပ်ကဘာကြောင့်အရေးကြီးရတာလဲဆိုတဲ့အကြောင်းရင်းကိုမတ်စုလေးထပ်ရေးလိုက်တယ်လို့ပါပဲအဓိကအကြောင်းပြချက်ကိုအလေးပေးခြင်းတဲ့အခါသုံးတာပါဒီဥပမာကရှင်းနေတာပဲလက်ဆွဲဝဲရဲဆိုတာလောက်ရတစ်ခုကိုတူရဲ့ပိုပြီးလေးနေတဲ့ရွယ်ချက်ဖြစ်တဲ့လက်ထက်ခွင့်တောင်းဖို့ရွယ်ရဲဆိုတာနဲ့ဘလို့ချိတ်ဆက်ပြထားလဲဆိုတာကိုတွေ့နိုင်ပါတယ်အကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းချိတ်ပြလိုက်တာပဲနောက်တစ်ခုကတော့ thought it would be ပေါ့ဒါကလည်းမူလအစီအစဉ်ရဲ့နောက်ခွဲကကိုယ့်ရဲ့တွေးခေါ်ပုံကိုယ့်ရဲ့ကြိုးကြောင်းဆင်ခြင်မှုကိုရှင်းပြခြင်းတဲ့အခါသုံးလို့ရတဲ့အသုံးဝင်တဲ့စကားစုတစ်ခုပါပဲဥပမာမိုးရွာမဲ့ထင်လို့ထီးယူလာခဲ့တာဆိုတာမျိုးပေါ့ကိုယ့်ရဲ့စဉ်းစားပုံကိုရှင်းပြတာကဲအရေးကြီးဆုံးအချက်ကတော့ဘယ်စကားစုကိုဘလို့အခြေအနေမှာသုံးရမယ်ဆိုတာကိုသိဖို့ပါပဲဒါဆိုအားလုံးကိုတစ်ချက်ပြန်ပြီးခြုံငုံကြည့်လိုက်ကြအောင်ဒီဆရာကတော့အနစ်ချုပ်ပါပဲအချင်းကြီးအမျိုးမျိုးမှာအတိအကျဆုံးထင်မဲ့စကားစုကိုများရွေးချယ်နိုင်မှုအတွက်လမ်းညွှန်တစ်ခုလိုသုံးလို့ရပါတယ်ဘယ်ချိန်မှာဘာလို့သုံးမလဲဆိုတာတကားနဲ့ရှင်းသွားမှာပါအခုဆိုရင်တော့ဒီအတုံးလုံးတွေကိုတေးသေးချာချာတီးသွားပြီဆိုတော့လေအတိတ်ကအစီအစဉ်တွေအ